Hello, welcome back from the Isis Tarot reading. Native women reading what does your boyfriend, ex-girlfriend think about you? Me kulashi kami ex-girlfriend ka mingu blue tinile. Pero menunya connection blue minile so reading live by. ထုံးစံတိုင်းပဲ pick a card reading လေးဖြစ်တဲ့အတွက်ကြောင့် Pi 1, Pi 2, Pi 3 3ခုရှိပါတယ်။အဲ့ဒီတည်းက Pi လေးတစ်ခုရွေးချယ်ပေးပါ။ Pi ရဲ့အခါမှာလည်း3စက္ကန့်လောက်စီးမိတ်ပြီးတော့အသက်ကိုဖြည်းဖြည်းလေးယူပေးမယ်။ပြီးတော့ဆိုရင် Pi လေးကိုရွှေ့လို့ရပါပြီ။အချိန်ပူလို့ရဆိုလည်း video လေးကို pause နှိပ်ပြီးတော့ရွေးချယ်လို့ရပါတယ်။ Let's go. ဖိုင်ဝဲလေးအားလုံးမိပါပါနေ့ကြည့်ပြီးမယ် reading လေးရတော့ကိုယ့်ရဲ့ကောင်လေးရဲ့ ex girlfriend ကကိုဘယ်လိုမြင်လဲဆိုတော့ reading လေးပဲဖြစ်ပါတယ်သူကလေဘယ်လိုမြင်လဲဆိုတော့ကိုရီးယားတဲ့နှစ်ယောက်နည်းနည်းပင်ပန်းနေတယ်လို့သူမြင်တယ်သူ့ရဲ့အမြင်ပေါ့နော်ပြီးတော့ကိုရီးနှစ်ယောက်ပေါ့နော်ကြားထဲမှာလို့အဆင်မပြေရလည်းရှိရအဆင်ပြေလိုက်မပြေလိုက်ပေါ့အဲ့လိုဖြစ်နေတယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ကြည့်စရာဖြစ်ဆိုရင်သူကကို stop လုပ်နေတဲ့အချိန်မှာရှိရယ်ကိုရဲ့ repost တွေ share တာတွေတော့ကြည့်ပြီးတော့ဒီမှာအော်ဒီနေ့ကတော့အဆင်ပြေနေတာပဲဒီနေ့ကတော့အဆင်မပြေဘူးပဲဆိုပြီးတော့သူနည်းနည်း guess လုပ်လို့ရနေရပေါ့နော်ကိုတော့မဟုတ်ကိုရေးစားပါဥမာကိုရေးစိတ်ဆိုတဲ့အချိန်တွေမှာဆိုရင်အဲ့လိုသိရမလားဝမ်းနည်းစရာကောင်းတဲ့အဲ့လို video share တာပျော်နေတဲ့အချိန်ကြရင်ပြောစရာကောင်းတာတွေ share ရအဲ့လိုမျိုးတယောက်ယောက်ကလောက်တက်လိုက်မယ်နော်အဲ့ဒါတွေတော့ကြည့်ပြီးတော့ခက်မှန်းလို့ရတယ်ပေါ့နော်သိရမလားပြီးတော့လေကိုရီအတွဲမှာ2ယောက်ထဲက1ယောက်ကလေအဲ့လို feel ရကြိုက်တယ်လို့ထင်နေသေးလားသိရမလားအဲ့လို feel the post တွေတင်နေ share တယ်တချို့ကြတော့လေသိရမလားတကယ်အဆင်ပြေတဲ့အချိန်မှာအဲ့လို share ရတယ်တင်တာရှိပေမဲ့တချို့ကြတော့ကတကယ် relationship နဲ့ကျတော့အဆင်ပြေနေရယ်ဒါပေမဲ့သူဝါသနာပါလို့ feel ရတဲ့လူတွေအုပ်စုတက်ရှိရပါတော့အဲ့ဒါကြောင့် तू ကဘယ်လိုမြင်နေလဲဆိုတော့ကိုရဝမ်းနေနေလို့တော့နည်းနည်းပုံမြင်တာတကယ်မလားအဆင်ပြေလိုက်ဝမ်းနေလိုက်ဒါပေမဲ့ဝမ်းနေတာလို့တော့ပုံမြင်တယ်အဲ့တော့တကယ်ဝမ်းနေတာလည်းဖြစ်နိုင်လို့ကိုကတော့အဖေးတလိုင်းပဲဖြစ်နေနိုင်တယ်ပေါ့နော်ဟုတ်တယ်ဒီထဲကလေအခုဒီ viewers တွေရတယ် viewers တွေတို့ပို့ချင်တယ်ကွာအရင် fee ရတာကြိုက်တာသိရမလားတကယ်တော့ကိုယ့်ရဲ့ relationship နဲ့အဆင်ပြေနေတာဒါပေမဲ့လေအချက်ဆိုတာကြီးကဘာကြီးပါတော့ညာကြီးပါလို့မျိုး fee ရတာကြိုက်တဲ့သူတွေညားမယ်နဲ့တွေ့သိတာသူကကိုယ် store လုပ်နေရဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့လိုဝမ်းနေနေလို့သူထင်တာပေါ့နော် okay ဟုတ်တယ်တကယ်တော့လေလို့ကိုကပါလို့တကယ်ဝမ်းနေလို့တင်တာထက်လေသိမလားတက်ဝါနာပါလို့ feel နေတဲ့ပုံစံမျိုးမြင်နေဒီကတကယ်အရင်ခံစားရလားဆိုကိုမှအဲ့လိုအရင်ဝမ်းနေပြီးတော့လေ depression တွေဝင်စရာကောင်းလာတဲ့ဒီအချိန်ကြီးစိုးနေဘူးကွာအရင်ဆူဆူရွာရီဝမ်းနေနေရမျိုးမရှိဘူးကွာ feel ရကြိုက်တမင်သက် feel နေရပါတော့ရင်ထဲမှာပြောနေတယ်ဒါပေမဲ့ပြင်မှာတော့ feel ရတယ်မလားအဖီးကြလိုက်နေပါပြီးတော့လေအခုဒီဖိုင်ကိုကြည့်နေလို့တော်တော်များများလေ water sign လေးတွေဒါမှမဟုတ် air sign လေးမြင်တယ်အဲ့ဒီကတော့များမယ်ပေါ့နော် okay သူ့ stock နေတဲ့သူကတော့ဆိုင်နေရလို့ပုံမြင်ပါတယ်ကို store လုပ်တဲ့သူကလေဆိုင်နေရဖြစ်နိုင်တယ်ပြီးတော့သူကကိုရီစာလေ move on ဖြစ်သေးလို့မြင်တယ်နော်သူစိတ်ထဲမှာကိုရဲ့အခုရီစာကို 100% move on မဖြစ်သေးပါဘူးဟုတ်ပါတယ်သူကတော့ကိုရီစာကိုချစ်ခဲ့တယ်လားချစ်ခဲ့ရဆိုတာအဲ့လိုချစ်ပေးရလားမချစ်ပေးရလားတော့နောက်ကနေကြည့်မယ်ပေါ့နော်ဒါပေမဲ့သူရှင်နေရတော့ကိုဗီဇာကိုချစ်ခဲ့တယ်အခုချိန်ထိလည်းသူကတော့ချစ်နေတုံးပဲ
ဒါပေမဲ့ကိုခိုင်းချအောင်တော့ကတ်ထက်ဆွဲမယ်ဒါပေမဲ့ तू ကကိုဗီဇာနေတယ်လို့ပဲနေတယ်ဥပမာကိုဗီဇာကကိုယ်ပဲ focus ထားနေရပေါ့နော်အဲ့လိုအချိန်မျိုးမှာ तू လဲကွာ तू flash ရရှိလို့လဲ flash မဲ့တောင်းဖို့ तू လည်းနောက်တစ်ယောက်ထားမယ်ကိုဗီဇာလာမခေါ်တော့မခေါ်ဘူးဆိုရထိုက်ပြီးပေါ့တည်ရမလားအဲ့လိုပုံစံမျိုးတော့နေရဲဒါပေမဲ့ तू စိတ်ထဲမှာတော့ကိုဗီဇာကိုရှိနေပါသေးတယ် तू စိတ်ထဲမှာခံစားချက်တွေရှိသေးတယ်မေတ္တာရရှိပါသေးတယ်သူတို့နှစ်ယောက်လေးလို့ပျော်ပြီးတော့အေးချမ်းခဲ့တဲ့အခြေအနေတွေကိုသူကပြန်ပြီးတော့အမှတ်ရနေတယ်သူတို့နှစ်ယောက်ရဲ့ကြားမှာပျော်စရာတွေရှိခဲ့တယ်ဒရာမာတွေရှိခဲ့တယ်အဲ့လိုခံစားချက်အစုံတွေရှိခဲ့ကြတယ်ပေါ့နော်အရန်ပျော်စရာကောင်းတဲ့ relationship ကြီးပဲမဟုတ်တယ်လို့အရန်ဝမ်းနေရတယ်ပေါ့လို့ဝမ်းနေစရာတွေရှိရပျော်စရာတွေရှိရပေါ့နော်ဒီလားသူ့ရီစားဟာမှာလေခြေရထဲပါတယ်ကွာသူကခြေရနော်သူကဒီလားကိုရဲ့ရီစားကိုရှင်မဲ့သူမမိနိုင်သေးဘူးဒါပေမဲ့အပြင်မှာနေတဲ့ပုံစံမျိုးမရှိဘဲငါအဆင်ပြေရဆိုရဲပုံစံမျိုးနဲ့နေတယ်ပြီးတော့သူချင်တာကသူကလေကိုရီစားကိုကောင်းကြီးကင်တွဲနိုင်တဲ့လူတရားလို့သူကသူချင်နေရပါတော့အဲ့လိုချင်နေတာကဘာကြောင့်ချင်တာလဲဆိုတော့သူတို့တွေ့တော့ကလေကိုဗီဇာသူ့စကားကိုနားထောင်ခဲ့နေတူတယ်တိတ်လားအဲ့ဒီချိန်မှာတော့သူတို့တွေ့နေတော့ပေါ့နော်ဟိုကစကားနားထောင်ခဲ့တဲ့ပုံစံမျိုးဆိုတော့သူအမြဲတမ်းအဲ့လိုလုံနိုင်အောင်မယ်လို့သူထင်တာပေါ့တကယ်ရောသူတွေ့မှန်းရဲ့သူကလေဒီကကိုဗီဇာရဲ့နော်အဲ့လိုပြော့ကွက်တွေကိုသိတယ်ပြောကတ်တွေကိုသူကသိရဲဥမာကကိုဗီဇာကအကျန်းနီးသုံးမှရတာလားအနုနီးသုံးမှရတာဆိုတော့သူကောင်းနားလေပေါ့နော်သူကတော့ကိုဗီဇာကိုဘယ်လိုထိန်းချုပ်တာလဲဆိုတော့လေနင်ဒါလောက်ကမယ်ဟွာလောက်ကမယ်ဆိုပြီးအဲ့လိုအမိတ်ပေးပြီးထိန်းချုပ်တဲ့ type ပြောတော့မဟုတ်ဘူးသူကကြတော့လူနုနုငငယ်လေးနဲ့ဒါလေးလုပ်ပေးပါလားဘာလားညာလားပေါ့နော်အဲ့လိုမျိုးနုနုငငယ်လေးနဲ့အရင်တော့လူထိန်းချုပ်တယ်သူပြောတော့နုနုငငယ်လေးချွတ်ချွတ်တတလေးပဲတကယ်တော့အဲ့လိုပြောပြီးတော့သူလူချင်းတဲ့ဘက်ကိုကျိုးကင်နေပုံစံမျိုးမြင်ရပါတယ်။မအခုချိန်မှာသူကိုကြီးစားလေထိန်းချုပ်လို့မရတော့ဘူး။သူအရင်တော့ထိန်းချုပ်လို့ရခဲ့ပေမဲ့အခုချိန်မှာလုံးဝထိန်းချုပ်လို့မရတော့ဒါပေမဲ့သူကတော့ထိန်းချုပ်လို့ရသေးရဲ့လို့ထင်နေတာပေါ့နော်။ပြီးတော့သူကကိုဘယ်လိုမြင်လဲ။ကိုကြီးစားရဲ့စားကိုဘယ်လိုမြင်လဲ။ကိုမြင်လဲဆိုတော့ကိုရဲ့လေရီစားဟောင်းကိုရဲ့ရီစားဟောင်းကကိုဘယ်လိုမြင်လဲဆိုတော့ကိုကတဲ့အဲ့လိုလေဟန်ဆောင်ပြီးတော့ feel နေလို့မြင်တယ်ဘာလို့လဲဆိုတော့ကိုရင်းရဲ့အဆင်ပြေရလေသူသိရပေါ့နော် 100% မဟုတ်ရင်တော့သူရှိမိရအဆင်ပြေရသိရဒါပေမဲ့ကိုလို feel ရဲ့ post တင်နေတာပေါ့နော်အဲ့လိုဝမ်းနေတက်တာကဟိုလိုမျိုးကြီးတကယ်စိတ်ဆင်းလို့ဝမ်းနေနေတာမဟုတ်ဘဲနဲ့အဲ့လိုfree post တွေတင်ရကြိုက်တယ်အဲ့ဒါသူသတိထားနေရဲ့ပြီးတော့ကိုကလေနည်းနည်းရှင်းပြရင်ခြင်းစိတ်ရှိရဲ့တဲ့ပြီးတော့ကိုလေသူကဘယ်လိုမြင်လဲဆိုတော့နည်းနည်းဘိုးဖြစ်တယ်လို့မြင်တယ်လူတွေကြားထဲမှာဆိုရင်ကိုကအဲ့လိုလေနည်းပြီးတော့စွာတယ်လို့သူမြင်တယ်ပြီးတော့ဂိမ်းမဆိုင်ကကိုလှုပ်ချင်တာကိုပဲလုပ်တယ်အဲ့လိုမျိုးချားသူရဲ့လမ်းမှုတိတ်မခံဘူးပေါ့နော်ကိုလှုပ်ချင်တာလုပ်တယ်ပြီးတော့သူနဲ့ကိုနဲ့ပေါ့နော်ကိုရီစားလေအရန်လိုက်တာကိုသူသိရသိလားဒါပေမဲ့သူလက်မခံချင်ဘူးသူ့ရဲ့အသိစိတ်ထဲမှာဒီနှစ်ယောက်ကလိုက်ဖက်ညီရဲ့တယောက်နဲ့တယောက်ကပြီးတော့တယောက်နဲ့တယောက်လည်းအဲ့လိုဆွဲလန်းကြတယ်သဘောကျကြတယ်ပေါ့နော်အဲ့လိုမျိုးသူသိရဒါပေမဲ့သူ့ရဲ့ ego boost လုပ်ချင်တဲ့အနေနဲ့သူကလက်မခံထားဘူးသူတို့နှစ်ယောက်ကမလိုက်ပါဘူးလို့ပဲသူကသူပြန်ပြောနေရပေါ့ငါရီစားဟာရီစားအသက်ရပါသူတို့နှစ်ယောက်ကလိုက်လဲမလိုက်ဘူးခိုင်းရပေါ့အဲ့လိုပြောနေပြီမျိုးဒါပေမဲ့သူအတွင်းထဲမှာတရားကိုရင်နှစ်ယောက်ကတကယ်လိုက်ဖက်ညီရဲ့အတွဲလေးဖြစ်နေရပေါ့နော်
ပြီးတော့ကိုရီစားလေအခုချိန်မှာကိုကိုပဲမျက်နှာမူထားပါတယ်သူတခြားအရာတွေကိုမျက်နှာမူမထားဘူးဒါမဲ့လေကိုရီစားအခုချိန်မှာစိုးရိမ်နေတိလားကိုနာမှာကွာ snake လိုမျိုးလူတွေရှိတတ်တယ်တငယ်ချင်းပုံစံဖမ်းပြီးတော့ကိုပေါ့နော်မကောင်းပြောတာတော့ကိုနောက်ကျောတာနဲ့ထိုးချင်တဲ့သူတွေရှိရဲ့အဲ့ဒါကိုရီစားသတိထားမိရဲ့တိလားအဲ့ဒါကြောင့်သူကနည်းစိတ်ဘူးပဲအဲ့ဒါကြောင့်မလို့သူတခါလေကျကိုပြောကောင်းပြောနိုင်တယ်ဒီဟိုတယောက်နဲ့တော့တိတ်မပေါင်းနဲ့နော်အဲ့တော့ကောင်ကသဘောမကျဘူးနော်အဲ့လိုမျိုးပြောတတ်တယ်ပါကြည့်ရလေကိုရီစားနဲ့စစ်ဆန်ကောင်းလေတိလားပြီးတော့စစ်ဆန်ကောင်းတယ်ပြီးတော့လူကဲခက်တာတော်ရသေးပါတယ်ပေါ့နော်အဲ့တော့ကိုနာမှာရှိအတူရောင်တွေသူကခက်မှန်းမိရဲ့ကွာအဲ့ဒါကြောင့်ဒီလူနဲ့မပေါင်းနဲ့နော်ဟိုလူနဲ့မပေါင်းနဲ့နော်လို့ပြောရင်လေအဲ့သူချုပ်ချယ်ရမဟုတ်ဘူးတိလားသူတကယ်မြင်လို့ကိုကိုထိခိုက်မှာဆိုလို့သူကပြောပြပေးရကွာအဲ့တော့ကိုဗီဇာလို့ပြောရတဲ့ဆိုတော့လည်းတတိထားပါပြီးတော့လေမင်းရဲ့စပင်းအရောင်ကိုလှရလို့သူမြင်တယ်ဟုတ်တယ်အခုလေပိုကြည့်ရတဲ့လောက်ဆိုရင်လေအခုဒီဖိုင်ရွေးရတဲ့တော်တော်များများမှာ water sign ကြီးများရတယ်ဒီလားလို့ cry baby လေးပေါ့ကွာအဲ့လိုများတယ်ပြီးတော့ကိုကလေကိုရဲ့ energy က soft ဖြစ်တယ်ကျဉ်းနာတတ်တယ်ဒါပေမဲ့စွာလဲစွာတယ်တစ်ဖက်ကဒီလားပြီးတော့အငူလဲတန်တယ်လို့သူကမြင်တယ်ကိုရဲ့ရီစာဟောင်းလို့မြင်တာပေါ့နော်ဒီကမလေးကတော့အခုချိန်မှာငါရီစာဟောင်းငိုပြီးကတ်ချွေးနေတော့မှာပဲတည်ရမလားအဲ့လိုမျိုးမြင်ပြီးသူနည်းနည်းတော့သူစိတ်မကောင်းဖြစ်တယ်ကွာဒီလားဟုတ်လဲဆိုတော့သူကိုတက်ကိုမူးမအွန်နိုင်သေးဘူးလေပြီးတော့တဲ့သူကကွာဒီလားကိုရီနှစ်ယောက်ရဲ့ခြားထဲမှာသူကပေါ့သူ energy ကရောက်နေတာပေါ့ရောက်ပြီးတော့အဲ့နှစ်ယောက်ကဘလို့လဲဘာလဲညာလဲဆိုပြီးတော့စုံစမ်းနေပြီးတော့ကိုကလေသူ့ကိုတစ်ခါတလေ story လို့မြင်နေနော်ထိုင်ဝမ်လေးတော်ပြီးတော့ကိုရီစာကြီးစားဟောင်းတော့ stop ပါတယ်ကိုရီနှစ်ယောက်ကလာကွာဒီလားလို့ပြန်လန်တရက်ကိုရောက် stop နေတာဒါမဲ့လေကိုရဲ့ရီစာကိုပဲမျက်နှာမူထားသူ X ကိုသူကောင်းနေမှာမရှိဘူးပေါ့နော်ခု energy ဟာဆိုရင်အမေသူချစ်ရောချစ်သေးလားမချစ်ဘူးလို့ရချင်တာတော့မချစ်လို့ကောင်းနေမှာမရှိရဘူးကိုဖန်အောင်ထပ်ပြီးကြည့်မယ်ဒီလားကိုရီနှစ်ယောက်ကလာလေသူ X ကလည်းကို stop ကိုကလည်းသူ့သွား stop လို့လုပ်နေကြတာကွာဒီလားကိုရီစာအခုချိန်မှာကိုပဲကောင်းနေမှာရှိပါတယ်သူ X ကိုသူ stop ရတာပိုင်တာမရှိဘူးရှိမယ်ဆိုရင်တော့ကွာအဲ့လိုပေါ်လာလို့သူ့ရဲ့အဲ့လိုမျိုးပေါ့နော်ဒီဖိမှာပေါ်လာလို့ကြည့်လိုက်တာပဲအဲ့လိုပဲရှိမှာကွာသူက stop နေတာမမြင်ကိုက stop ရည်ဒီလားမကြည့်တော့လားကိုကလည်းသွား stop ရယ်ဟိုကလည်း stop ရယ်ခရီးနှစ်ယောက်ပဲအပြန်လန် stop နေကိုဗီဇာဟောင်းကိုဗီဇာဘယ်သူမှမ stop ကိုဗီဇာကိုပဲကြည့်ရကွာကိုဗီဇာလေးတည်တာသူ့အဲ့လိုချစ်တော့မချစ်တော့ဘူးချစ်တော့မချစ်တော့ဒါမှချစ်ခဲ့ဆိုတော့ energy ရောရပါတယ်သူတွဲခဲ့တော့ချစ်ခဲ့ဒါပေမဲ့အခုချိန်မှာမချစ်တော့ဘူးပေါ့နော်ကိုယ့်ဘက်ကိုပဲမျက်နှာမူပြီးသူ့ရဲ့အချစ်တွေယူဆိုင်မှုတွေပေးဖို့သူဥတည်နေရပေါ့နော်ဟုတ်ပါရဲ့ water sign လေးများပါလိမ့်မယ်အကယ်၍လေဟိုဖိုင်ဝမ်းနဲ့ရလေ water sign energy များတဲ့သူတွေဆိုရင်လေသူတော်ချစ်တယ်သိလားအဲ့တော့ဘောနော်water sign မဟုတ်တဲ့သူတွေကလေ water sign energy လေးနဲ့ကိုယ်ဗီဇာနာမှာနေသင့်ပါတယ် water sign energy ဆိုတာဘယ်လိုလဲဆိုတော့သိရမလားစကားပြောနုညံ့နေပြီးတော့အခါကျရင်မိမသားဆန်နေnutrient ပြီးတတ်တယ်တခုဆိုရင်အလိုက်တည်တယ်အဲ့လိုမျိုးလေးပေါ့နော်နေပြီးတဲ့တယ်အဲ့လိုမျိုးလေးနေပြီးသားလူဆိုလဲသူတော်တော်ချစ်တယ်ဒီလားပြီးတော့ကိုယ်ကိုလေသူကတမိုးရှိတဲ့သူလို့မြင်တယ်ကိုယ်ဗီဇာလေအဲ့တော့ကိုယ်ဗီဇာကကိုတော်တော်ချစ်ပါတယ်ဖိုင်ဝမ်လေး water sign ဆိုရင်တော့အရန်သူချစ်နေပါတယ် water sign မဟုတ်တဲ့သူတွေကလည်းခုနပြောသလိုမျိုးလေးနေပြီးမယ်ဆိုတော်ပို့ပြီးချစ်မှာပါဒီထက်ပိုပြီးလည်းတန်မိုးထားမှာပါအခုချိန်မှာလေကိုဗီဇာအကောင့်ထဲမှာကိုပဲရှိပါတယ်တခြားသူတွေရှိမနေပါဘူးဒါပေမဲ့ကိုကတော့ပေါ့နော်မင်းကလေးထုံးစံအတိုင်းသူ့ဗီဇာဟောင်းတော်တော် stop နေသူ့ဗီဇာဟောင်းငါ့ဗီဇာတည်းရနေရလားသူကဘာလေးညာလေးတည်ရမလားကိုကတခါကျရင်နည်းနည်းလေးတော့တွေးဖို့တတ်တယ်နည်းလေးတော့တွေးဖို့တတ်ပါတယ်သူ့ဗီဇာဟောင်းလေကိုဘယ်လိုမြင်လဲဆိုတော့ကိုကတဲ့အဲ့လို
ဩဇာရှိတယ်လို့မြင်တယ်ကွာအတိုင်းဝိုင်းကြီးကြီးတဲ့လို့သူမြင်ပါတယ်တိုင်းဝိုင်းကြီးရဲ့ပြီးကိုယ့်ရဲ့ aura ပေါ့နော်ကောင်းတယ်ပေါ့နော်ပြီးတော့ကိုယ်မှာအာဏာရှိရလို့သူမြင်တယ်ပေါ့ပြီးသားရင်ကိုကလေအဲ့လိုမျိုးစိမ့်စိမ့်ဆူဆူလေးတွေကိုကြိုက်တဲ့သူတွေတော့များမယ်ထင်တယ်ပြီးတော့တရိတ်ဆန်လေးတွေကိုချစ်တတ်တယ်ကွာအဲ့လိုညှာတာရယ်ပေါ့နော်တရိတ်ဆန်လေးတွေကိုညှာတာရယ်ဥမာကွာကြောင်လေးမှချစ်ပါတယ်မဟုတ်ဘူးပါသိလားကင်းလေးလျှော်ဖြစ်တခြားတရိတ်ဆန်တွေကိုတခြားတရိတ်ဆန်တွေတက်တော်ဝါတွေတော့ကွာလိုပြရမလဲကျင်နာရယ်ပေါ့ကွာသိလားလို့ညှာတာရယ်ပေါ့ပြီးတော့တဘာဖန်ဝင်ကြည့်တော့သဘောကျတဲ့ပုံမျိုးလိုမြင်နေပြီးတော့လေကွာချစ်တတ်တယ်သိလားချစ်တတ်တယ်လို့ထုတ်ပြဖို့လည်းဝင်မလေးဘူးဒါပေမဲ့စိတ်ပိုင်းတော့ထုတ်ပြရစိတ်မပိုင်းထုံဝပြပြီးတော့ကွာလေ financial နဲ့ပတ်သက်ပြီးတော့လိုမျိုးမလောက်ငါတာစက်တဲဟာမျိုးမရှိဘူးပေါ့နော်ငွေကြီးကွာအဆင်ပြေတဲ့ထဲပါတယ်ပြီးတော့ဩဇာရှိပါတယ်ပြီးတော့လေဟုတ်ပါတယ်ဒီဟာကြည့်ရတဲ့လောက်ဆိုရင်ဖိုင်ဝမ်ကိုရွေးတဲ့သူတွေကဝါတဲ့ဆိုင်နဲ့ A ဆိုင်လေးပိုများပါတယ်ကိုကအာနာရှိရယ်ပြီးတော့တီကြည်ရယ်လို့သူကမြင်နေပြီးတော့လေကိုကားတဲ့လို့ accessory ကိုသဘောကျတဲ့လူတယောက်လို့လေသူ့ရဲ့ရည်စားဟာမြင်နေသေးလားကွာလို့လေ fashion လေးကြားရယ်ပြီးတော့ accessory လေးတွေတုံးတက်တယ်အုတ်ထုပ်လေးတွေဝတ်တာတော့စိတ်ငက်လေးတွေထိုးတာတော့အဲ့လိုမျိုးပေါ့နော် accessory တွေတုံးပါတယ် accessories တွေနဲ့အလှဆင်တတ်တဲ့သူလို့လည်းမြင်ပါတယ်ပြီးတော့ကွာပျော်အောင်လေးနေတတ်တယ်ကွာဒါပေမဲ့မျက်နှာတော့တည်ရယ်မျက်နှာတည်ရထဲပါပါတယ်မျက်နှာတည်ပြီးတော့လေအဲ့လိုမျိုးလိုက်ဖားတာပိုင်းမျိုးမကြိုက်တဲ့ပုံမျိုးเนาะပြီးတော့ကိုယ်အလုပ်ကြိုးစားရလို့လည်းမြင်တယ်သူတို့ပြည်ငွေချင်းနဲ့ပတ်သက်ပြီးတော့လေအဲ့လိုပြည်စုံတဲ့ background လာလို့မြင်နေအဲ့လိုမဟုတ်တော့အခုချိန်မှာကိုကအဲ့လို stable ဖြစ်တဲ့ငွေကြေးတစ်ခုကိုပေါ့နော်တိဆောက်နိုင်နေသူလို့သူကမြင်ပါတယ်ပြီးကိုယ့်ရဲ့ connection ကိုသူဘယ်လိုမြင်လဲconnection မှာလေနှစ်ယောက်လုံးကအဲ့လို30 cent ကြီးချစ်တယ်လို့မြင်နေပြီးတော့ကိုရီးယားရဲ့ connection မှာအဲ့လိုလေ financial ကနဲ့ပတ်သက်ပြီးတော့ခက်ခဲနေတယ်မရှိဘူးကွာနှစ်ယောက်လုံးကအဆင်ပြေကြတယ်ပြီးတော့အေးစစ်ချမ်းလေးပဲပြင်မလားအေးစစ်ချမ်းကြည်ကြည်လေးပဲကိုဝီစားလေဘွားကြဖေးတလားပြင်မလားအဆင်ပြေပြောနေအောင်ကွာတစ်ခါကျရင်ဖေးဒါပေမဲ့ကိုဝီစားကတော့အဲ့လိုကိုဘလောက်ချစ်ကြောင်းလေးပဲထုတ်ကြွားနေလို့မြင်တယ်ပေါ့နော်သူကိုဘလောက်ချစ်တယ်ဆိုအကြောင်းကွာအဲ့လို repost တွေလုပ်တာ share တွေလုပ်ရင်လုပ်မယ်အဲ့လိုမျိုး social media မှာမလုပ်ဘူးဆိုတော့သူကအားလို့ကြွားနေတယ်ဗျာအကောင့်လင်ကသူချစ်တာတည်ရမလားဘညာပေါ့အဲ့လိုမျိုးကိုချစ်ချောင်းတွေကိုရီးစားလေးရောက်တအားကြွားနေပါတယ်ကိုနဲ့တွေ့သူရမ်းပြောပါတယ်ကိုနဲ့တွေ့တော့လူကြီးတယောက်လိုပဲတည်လားစိတ်ထဲမှာကွာကလေးလေးတယောက်လိုပြောရွှဲတယ်ဒါပေမဲ့ကိုနဲ့တွေ့ရင်တော့သူကလူကြီးတယောက်လိုပြုံးနေတယ်အဲ့လိုကာကွယ်ပေးရပေါ့ကွာကာကွယ်ပေးတယ်ပြီးတော့အခါကျရင်တခုဆိုဦးဆောင်ပေးရယ် masculine energy ရှိတယ်ပေါ့နော်ဒါပေမဲ့သူရဲ့ inner child လေးကတော့ကိုနဲ့တွေ့ရင်ပြောပါတယ်တဲ့သူကကိုအရင်ကြွားပါတယ်ပြီးတော့ဒီနှစ်ယောက်ပေါ့နော်ဒီအခုသာကြီးရဲ့ဖိုင်ဝမ်ရဲ့ကိုရဲ့ရည်စားရတာမဟုတ်သူ X မှာလေအဲ့လို W တို့ M တို့ပါနေတတ်တယ်ဒီလားနာမည်မှာပြီးတော့ A လည်းပါတတ်တယ် T ပါမယ် L ပါမယ် X ပါမယ်ပေါ့နော်အဲ့ဒါပါနေတတ်ပါတယ်အဲ့ဒါမပါဘူးဆိုရင်တော့အဲ့လိုလေ Wednesday မှာမွေးရတာတို့ပြီးရင် Monday မှာမွေးရတာတို့မေလတို့ March တို့ပေါ့နော်အဲ့လိုမျိုးတွေမြင်ပါပြီး October လည်းမြင်တယ်ပြီးတော့ July မြင်တယ်အဲ့ဒါကြီးပေါ့နော်ဒီ3ယောက်ထဲကတယောက်ရဲ့မွေးနေ့လည်းဖြစ်နိုင်တယ်လို့ကိုရီတွေ့ခဲ့တဲ့အချိန်တို့ကိုရီတွဲခဲ့တဲ့အချိန်တို့ဒါမှမဟုတ်သူတို့နှစ်ယောက်ပြတ်သွားတဲ့အချိန်တွေဖြစ်နေနိုင်ပါတယ်ဆိုတော့အချိန်ကြီးကတော့ကောင်းတယ်ပေါ့နော်ဒါတော့ဖိုင်ဝမ်လေးအတွက်ဖြစ်ပါရဲ့ရှင်အားလုံးပဲတတာနောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြမယ်နော်
ဖိုင်ထူးလေးအားလုံးမင်္ဂလာပါဒီနေ့ကြည့်ပေးမယ့် reading လေးကတော့ကိုယ့်ရဲ့အခုလက်ရှိရည်စားရဲ့ပေါ့နော်ရည်စားဟောင်းကကိုယ်ဘယ်လိုမြင်နေလဲကိုရီးယား connection လေးဘယ်လိုမြင်နေလဲဖြစ်ပါတယ်အဆင်ပြေလို့မြင်တယ်အခုလေဒီဖိုင်မှာကြတော့လေအားဆိုင်သမားတွေများမယ်လို့မြင်ပါတယ်အားဆိုင်သမားတွေပြီးသွားရင် Aquarius တွေမြင်နေပေါ့နော် Aquarius မြင်နေ R sign သမားတွေမြင်နေ Aries မြင်နေပေါ့နော် R sign ဆိုတော့ Capricorn ကိုပုံမြင်ပါတယ်ပြီးတော့ Pisces တွေမြင်ပါတယ်လာကြည့်ရတဲ့တွေပေါ့နော်ဒါမှမဟုတ်ရင်လည်းအဲ့ဒီ season ထဲမှာဒီ video ကိုကြည့်နေရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုရီးယားဆောင်တွေ့တဲ့အချိန်ဒါမှမဟုတ်သူရဲ့ break up ဖြစ်သွားတဲ့အချိန်ဟာအဲ့ဒီ season ထဲမှာဖြစ်နိုင်ပါတယ်သူကလေကိုယ်အနိုင်ရသွားတယ်လို့မြင်နေသိလားသူ့ရဲ့ ex ကဘယ်လိုမြင်လဲဆိုတော့သူ့ရဲ့ ex နဲ့ကိုယ်နဲ့နှစ်ယောက်ရှင်လိုက်ကိုကအနိုင်ရသွားတယ်ပေါ့နော်ပြီးတော့လေသူကဘယ်လိုထင်လဲဆိုတော့လေသူ့စီကနေကိုကကိုကြီးစားလူပါတယ်လို့ထင်တယ်။ကွာလူယူသွားခဲ့လူတယောက်လို့သူထင်ပါတယ်။ဘာလို့ထင်တာလဲ။ဘာလို့ထင်တာလဲ။ဘာလို့ထင်တာလဲဆိုတော့တဲ့ကိုကြီးစားလေသူနဲ့ပေါ့နော် break up ဖြစ်သွားတဲ့အချိန်မှာသူ့ကိုလေလုံးဝလက်မကြည့်ဘဲနဲ့ကိုစီကိုပဲတက်တက်မမတ်လာရယ်ပြီးတော့ကိုအပြည့်အဝချက်တယ်ပေါ့နော်ကိုကိုပဲမျက်နှာမူပြီးတော့ဥတီထားတဲ့ကြောင့်သူကဟဲဟိုတက်ကငါစီကလူသွားတာမသိဘူးဘာလို့လဲဆိုတော့အခုလေဒီပိုင်းလေးကိုမြင်တာလေသူကလေသူ့ရည်စားဟောင်းနဲ့ break up ပြီးတော့တိတ်မကြခင်မှာကိုရီကိုတွဲရလို့မြင်နေသိလားဟိုအရန်မကြောက်ကွာရည်စားဟောင်းနဲ့ပြက်ပြီးချင်းတွဲရတယ်ဖြစ်နိုင်တယ်ပြက်ပြီးတစ်လနှစ်လလောက်နဲ့တွဲဖြစ်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူကကိုယ့်ကိုပဲ focus ထားတယ်ကိုကြီးစားလေအဲ့ဒါမြင်တော့သူကဘယ်လိုထင်လဲဆိုတော့ကိုနဲ့မြန်းသူကချိလုပ်ခဲ့ရလားဒါမှမဟုတ်ရင်သူရှိနေတာနဲ့ကိုနဲ့ flirt ခဲ့ရလားပေါ့နော်အဲ့လို flirt ခဲ့တာကလေကိုကြောင့်ပေါ့ကိုကသူ့ဆီကလူယူလို့သူကြီးစားနေပြီကိုကြီးစားဖြစ်သွားတယ်လို့သူကတော့ထင်တယ်အဲ့လိုတော့ထင်နေရယ်ဒီကနေ့သူဘာကြောင့် break တာလဲဘာလို့ break တာလဲဆိုတော့လေကိုကြီးစားသူစိတ်ကုန်သွားတာပါဘယ်လိုစိတ်ကုန်သွားလဲဆိုတော့သူကလေနည်းနည်းလောဘကြီးရဲ့ထဲပါမယ်ကိုကြီးစားသူကြီးစားဟောင်းပါပေါ့နော်လောဘကြီးရဆိုဘယ်လိုဆိုတော့သူ့ရဲ့ option တွေကိုသူကလက်လွတ်မခံချင်ဘူးပြီးသွားတဲ့အခါကျရင်လေတခြားလူတွေလွှမ်းမိုးမှုခံနေပေါ့နော်သူ့အိမ်ကလူကြီးမိပါတယ်လွှမ်းမိုးမှုခံနေသူတို့ကဥပမာထိကြမယ်ဆိုပြီးရက်တရက်ချိန်ထားတယ်ဒါပေမဲ့အိမ်ကမရအောင်မသွားအောင်ဆိုတော့မသွားဘူးကွာမမိုင်းကြီးပပားကြီးဖြစ်နေနိုင်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ကိုကြီးစားကြာလာတော့သူစိတ်ကုန်သွားဘာလို့လဲဆိုတော့သူကကွာဒီလားကိုအလေးမထားဘူးသူ့အိမ်ကသူတွေကိုပဲအလေးထားတယ်ပေါ့နော်ပြီးတော့ကိုရီစားရဲ့ရားဟောင်းကအဲ့လိုလေစပင်ကလေကလာဆိုးထားနိုင်ပါတယ်ပြီးတော့စပင်ကောက်လေကောက်ထားနိုင်တယ်ပေါ့နော် wave လေးလောက်တာတော့ကောက်တာတော့အဲ့လိုမျိုးရှိရယ်ပြီးတော့အဲ့တယောက်ကလေအဲ့လိုပြောရမယ်နည်းနည်းကိတ်တယ်ပေါ့နော်လို့ရှင်ဘက်ပေါ့နော်ရှင်ဘက်နည်းနည်းကြီးရလို့မြင်တယ်သူကလေကိုယ်တိုင် decision မချနိုင်ဘူးသူမိဘတွေစကားတခွန်းဆိုတခွန်းပေါ့နော်အဲ့ဒါတွေစိတ်ကုန်သွားပြီးတော့ကိုစီရောက်လာတယ်ကိုနဲ့သူနဲ့ဘာကွာလဲကိုကကျတော့လောကဆရာကြီးပဲကိုကအိမ်ပိုင်နေအိမ်ပိုင်နေဆိုတာထက်လေကိုအရာရာဆုံးဖြတ်တယ်ကအမှားအမှန်နဲ့သိရယ်ပြီးတော့လေသူ့ရီစားဟောင်းရဲ့ type ကဘယ်လိုမျိုးလဲဆိုတော့အိမ်ကိုကြောက်တယ်တခုဆိုမလုံရင်းမကရဲ့ပုံစံမျိုးပေါ့နော်အထူးသဖြင့်သူ့ရဲ့ရီစားဟောင်းက
Pisces တို့ Cancer တို့ဖြစ်နိုင်တယ်ပြီးတော့ Libra ဖြစ်နိုင်တယ် Sagittarius ဖြစ်နိုင်တယ်အဲ့ဒါလေးပုံမြင်နေပေါ့နော်အဲ့ဆိုင်လေးဖြစ်နိုင်တယ်ပြီးတော့သူကမိဘစကားပဲကိုကကြတော့လေခုနပြောရတဲ့လိုပဲ Earth sign လေးဖြစ်နိုင်တယ် Fire sign လေးဖြစ်နိုင်တယ် Capricorn တို့ energy Capricorn Leo energy တွေ့ရတယ်ပြီးတော့ Gemini Pisces ပေါ့နော်အဲ့ energy လေးတွေ့ရတယ်ကိုကကြတော့လေဒီလားကိုရရအောင်ဆုံးဖြတ်တာမိုင်းတော့ငါရွေးချယ်မှုမှားသွားတယ်မှားရတဲ့ငါခံမယ်ဒါပေမဲ့သူများဆုံးဖြတ်တဲ့အတိုင်းတော့သိရမှာသူများလုပ်လိုက်လို့ဆိုပြီးတော့လုပ်လိုက်တာမျိုးမရှိဘူးကွာကိုဆုံးဖြတ်ရှင်နဲ့ကိုလုပ်တယ်ကိုကတော့ကိုပေါ်မှာဆရာကြီးပဲကိုရနှစ်ယောက်က type လုံးဝမတူပါဘူးဝိစာစီရင်ပုံလည်းမတူဘူးအဲ့လို Zibin style ကအစားမတူဘူးပေါ့နော် opposite type ကိုများတယ်ကိုရည်စားပါတော့ကိုသူ့ရည်စားဟောင်းမိမရလို့အစားထိုးတာမျိုးတော့မမြင်ပါဘူးဆို type လုံးဝမတူဘူးကွာ type လုံးဝမတူပါဘူးကိုရင်းနေရောက်ကကိုရဲ့ type ကတော့လေအဲ့လိုရဲရဲရဲပြီးတော့နည်းနည်းစွာရတယ်ပြီးတော့လေပို့ပြီးတော့ kiss ဆန်နေလို့မြင်တယ် kiss ဆန်နေဆိုတော့ fashion ကြရပေါ့နော်fashion ကြရ kiss ဆန်နေသူ့ရဲ့ရည်စားဟာတော့ရှေးဦးဆိုရဲ့အရင်တခုံးဆိုတခုံးအဲ့လိုပုံမျိုးပေါ့နော်ကိုရီးယားချစ်တဲ့သူသူကလေသူ့ရီးယားဟောင်းနဲ့တွင်တော့လေသူတကယ်ချစ်ပေးဖို့ကြိုးစားပါတယ်သူ့ရီးယားဟောင်းပဲသူမျက်နှာမုံခဲ့ဒါမှနောက်ဆုံးကြသူအရင်စိတ်ညစ်သွားတယ်ကွာတော်ပြီနင်းကလည်းအစင်လည်းမပြေဘူးငါချစ်တယ်ငါပြန်ယူသွားမယ်ဆိုတော့ထွက်သွားတဲ့ပုံမျိုးဒါမှသူကိုရောချစ်ပါတယ်အခုချိန်မှာကိုကိုချစ်တယ်ဒီလားအခုချိန်မှာတော့သူ့ခေါင်းထဲမှာကိုပဲရှိတယ်ကွာကိုအကြောင်းနေပဲကိုလည်းချစ်တယ်ပြီးတော့ကို show off လောက်ကလည်းသဘောကျတဲ့ပုံမျိုးပေါ့နော်ပေါင်းတင်ချာမှာချပြရတဲ့သဘောကျတယ်social media မှာချပြရတဲ့သဘောကျတယ်တချို့ဆိုရင်အဲ့လို social media နဲ့ပတ်သက်ပြီး active မဖြစ်ဘူးမတက်တတ်ဘူးဆိုရင်လေသူကအဲ့လိုအပေါင်းတင်ချာမှာချပြောရသေးလားအတကယ်ကြီးဘလူးငါ့ရီစားဘလူးငါ့ရီစားတယ်ဘလူးချစ်ဖို့ကောင်းတာဆွေမျိုးဆိုတဲ့တားရီစားတော့ဘလူးသိရမလားတားရဲ့ကောက်မှလည်းဘလူးချစ်ဖို့ကောင်းပါတယ်ပေါ့အဲ့လိုမျိုးချပြရတယ်ပေါ့နော်Okay, Korean connection ကိုသူစဟာဘယ်လိုမြင်လာလဲဘယ်လိုမြင်လဲဆိုတော့လေဘယ်လိုမြင်လဲတော့မပေါ်သေးဘူး Korean connection မြင်ရတယ်သူလေးသိလားဝမ်းနေသူကြိတ်ကြိတ်ပြီးငုံနေရတယ်သူပေါ့နော်ကိုရီးစားကိုလူဆုံးရှုံးလိုက်ရပါတယ်ဆိုပြီးသူဝမ်းနေပါတယ်ပြီးတော့ Korean ကိုကြည်ညူးနေလို့ပုံမြင်တယ် Korean အဆင်ပြေရပေါ့နော်အခုချိန်မှာအဲ့ဒီမြင်ရသူစိတ်မချမ်းသာပါဘူးသူငိုတယ်ပေါ့နော်သူခိုးငိုတယ်ကိုရီးစားဟောင်းက water sign ဖြစ်ဖို့များပါတယ်ဒါမဲ့လေကိုကကြတော့လေဒီလားသူရီးစားဟောင်းလည်းဂယူးမဆိုင်ဘူးကွာသူ့မှာဂယူးမဆိုင်ဘူးကိုအေးစိနေတယ်ပြီးတော့အခါကျရင်ကိုရီးစားနဲ့ကိုပဲကွာဒီလားပြောပြောရွှင်ရွှင်သူရီးစားဟောင်းလို့သွားပြီးတိုက်ခိုက်နေတယ်မရှိဘူးစိတ်ကိုမဝင်စားကွာတည်ရမလားကိုပဲစိတ်ဝင်စားရဲကိုကြောင့်မကိုစိတ်ဝင်စားပါတယ်အားကြောင့်လေ Capricorn တို့ပါကိုရဖြစ်နိုင်ပါတယ်ကိုကလေသူကကိုဘယ်လိုမြင်လဲဆိုတော့ကိုကနည်းနည်းကွာဘယ်လိုပြမောက်မာလို့မြင်တယ်မောက်မာဆိုတာဘယ်လိုကြောင်းမောက်မာလဲဆိုတော့ငါ့ကြောင့်ကအများကြီးချစ်ပေးနေရလေသိရမလားငါနင့်ကိုkimဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့နေတယ်ဗောတော့လည်းမြင်တယ်ကိုရီးစားရဲ့အချစ်တွေကိုဒီချိန်မှာအကုန်ရထားတာသူသိရဲ့တဲ့သူအရင်တော့ရခဲ့ပြီးတဲ့အချစ်တွေထဲတော့ပို့ပြီးတော့ကိုကရထားတယ်ပေါ့နော်အဲ့တို့ကြောင့်ကိုကဆရာကြီးဆိုတဲ့အထားမျိုးနဲ့နေနေရသူမြင်ရတယ်အဲ့ချိန်မှာသူအရန်ခံစားရပါတယ်ကိုရီးစားဟောင်းချစ်နေသေးလားချစ်တဲ့ energy တော့ရရတယ်ပေါ့နော် confirm မယ်ချစ်နေသေးရဲ့သူ့ရဲ့ရီးစားမဟုတ်တော့သူနဲ့ဆိုရီးစားဟောင်းဖြစ်သွားတယ်ကွာအဲ့ရီးစားဟောင်းတရားကိုသူချစ်နေခဲ့ပြီးတော့ရီးစားဟောင်းကလည်းနောက်ထပ်ရီးစားရသွားတယ်အမြင်နေရအတွက်သူနာကျင်ခံစားရတယ်ဒါပေမဲ့သူလက်မလွတ်သေးဘူးပေါ့နော်ဘာ action ယူလာလို့ရှိလဲလက်မလွတ်သေးပဲနေတော့ချစ်နေသေးတယ် action ယူလာလို့ရှိတာဘာ action ယူလာလဲ
သူ action တော့ယူမှာမဟုတ်ဘူးလား action မယူရဲပါဘူးဘာလို့ဆိုကိုရီနဲ့ကအရင် live ဖြစ်နေအောင်သူမြင်တယ်ပြီးတော့သူလေးကိုရှိန်ပါတယ်သူစဟောင်းကိုရှိန်ပါတယ်လာမပြောရပါဘူးကိုကအဲ့လိုဖြေးမဲ့ type မျိုးပဲပါပါတယ်အဲ့လိုလေအဲ့လိုကိုနဲ့ပွဲဖြစ်မှာတော့အဲ့လိုမျိုးသူကြောက်တယ်တည်လားဒါပေမဲ့တော့အခွင့်အရေးရရင်တော့ရတယ်လို့ပြန်လာချင်တယ်ဒါပေမဲ့သူကပြန်လာရင်လည်းညငါလည်းတွေးကြရအောင်အဲ့လိုပြောမဲ့ type မျိုးတော့မဟုတ်နေကောင်းလားဘာလိုက်ညလားဆိုပြီးတော့ဗောနော်တငယ်ချင်းလိုပါလို့တော့သူပြန်ဝင်လာခြင်းနဲ့ဒါပေမဲ့အခွင့်အရေးရမှာပါအခွင့်အရေးရတော့သူမရဘူးပေါ့နော်အခွင့်အရေးတော့အခုချိန်မှာအခွင့်အရေးရတာမတွေ့ဘူးကိုကဘယ်လိုမြင်နေလဲသူကိုကလေလုံးဝဘယ်လိုပြမလဲအရင်ပြင်မာကြီးတက်လို့တော့မြင်နေကွာကို energy က strong ဖြစ်တယ်ကွာထက်မြက်တယ်တွက်လက်တယ်တည်ရမလားဘယ်သူမှလည်းမကြောက်ကွာကွာဘလောက်ပဲ strong ဖြစ်ကိုရည်စားကိုကလေးလေးလူထားတယ်တည်ရမလား okay မင်းလုံနိုင်တာငါတည်ရဒါမှငါမင်းကူညီပေးရစီဆိုပုံမျိုးကိုရည်စားလေကိုပန်းပေးဖို့လေစိတ်ကူးနေရတည်လားပန်းပေးဖို့ရှိပါတယ်လူပန်းစည်းလေးဖြစ်ပေါ့နော်လို့ပန်းလေးပေးဖို့ရှိပါတယ်ပန်းနဲ့ပတ်သက်တာပေးဖို့ရှိပါတယ်ပန်းမဟုတ်ရင်တော့ရေမွေးပိုင်းရတော့လေပန်းအနံ့လေပန်းနဲ့ရေမွေးပိုင်းရပေးဖို့ရှိတယ်ပြီးတော့ကိုရီစာကိုနဲ့တူမုတ်ထွက်စားခြင်းနေရတဲ့ဒီလားမုံစားခြင်းနေပြီးတော့တူရှောက်လေခြင်းနေတယ်သူကလည်းလိုခပ်ပဲပစ္စည်းလေးလည်းသူဝယ်ခြင်းနဲ့တူသုံးခြင်းနဲ့ပေါ့နော်ဥပမာကီးချင်းစင်တူလေးတော့အောက်ထုပ်စင်တူလေးပေါ့အဲ့လိုခပ်ပဲတစ်ခုလေးစင်တူဖြစ်တာတွေခုသူကိုနဲ့တူသုံးခြင်းနဲ့ပြီးတော့သူကိုလက်ဆောင်တစ်ခုပေးခြင်းနေပါတယ် chocolate လေးမြင်နေကွယ် chocolate တို့ပန်းစည်းတို့မြင်နေပေါ့နော်ဒါမှမဟုတ်သွားစားရတယ်ဖြစ်နိုင်တယ်သူဟော့ပေါ့စားခြင်းနေရတဲ့ပြီးတော့လိမ္မော်ဒီရဲ့လူစားခြင်းနေရတယ်ရေခဲမုတ်လူစားခြင်းနေတဲ့ရေခဲမုတ်ကိုလေးဟိုရေခဲမုတ်စားခြင်းနေတာမြင်တယ်ဟွာလေးဗာလေးတောလိုက်စီရေခဲမုတ်လေးစားရပါရေခဲမုတ်ကိုရောင်စုံလေးတွေကွာကိုရီးယားကိုတောလိုက်စီရေခဲမုတ်လို့ခေါ်တာပဲအဲ့ဒါသူစားခြင်းနေတိတာဒူဘိုင်းချောကလက်သူ try ကြည့်ခြင်းနေတဲ့တော့ကိုနဲ့ကွာလို့လှုပ်ချင်တာတအားများနေပြီးတော့လေသူကိုလို့တချို့အရာဝယ်ပေးချင်တာရှိတယ်ဒီကသူပတ်စံမရှိသေးလို့လက်ထဲမှာလာပတ်စံမရှိသေးငါရီစားလေးဘာဝယ်ပေးချင်လိုက်တာဆိုတော့ထိုက်မျိုးပေါ့နော်ကိုနဲ့တွေ့တော့နူးနူးငယ်ငယ်လေးဆက်ဆက်မှာကိုကကွာဒီလားကိုနယ်ပဲမှာပြင်ရမှာပဲဒါပေမဲ့သူနဲ့တွေ့ရဆိုရင်မင်းသမီးဖြစ်သွားတာပေါ့လည်းမျိုးပါဟုတ်ပါတယ်ကိုရီစာရဲ့ X ကလေးတလားကိုရီစာချင်အချစ်တွေပြန်ရဖို့မျှော်လင့်နေဒါပေမဲ့ကိုရီစာကိုပဲမျက်နှာမူထားပါတယ်ကိုကလည်းအဲ့ဒါတည်ရကွာတည်ရောလေကိုကတည်ရမလားငါရီစာငါ့ကိုပဲချစ်တာလေအဲ့လိုမျိုးမောက်မာနိုင်တယ်ပေါ့ကွယ်တည်ရမလားသူကတော့လေကိုရီစာဟာဘယ်လိုမျိုးလဲဆိုတော့သူ့ကဘာကြီးကိုပေးလိုက်ရတယ်ပေါ့ကွာဒီလားသူပန်ရခဲ့ကဘာကြီးကိုသူဆွန့်လွတ်လိုက်ရတယ်ဆိုပြီးတော့သူနောက်နောက်ရနေပါတယ်ဝမ်းနေကြည့်ကိုနေပါတယ်ကိုကတော့အခုချိန်မှာဆရာကြီးပါပဲတကယ်သူစီမှာလေလုံးဝသူအဆင်မပြေဖြစ်နေရပေါ့နော်ကိုရီစာလွတ်လိုက်ရတယ်သူကပေါ့နော်ကိုရီနဲ့ကိုပြတ်သွားစီချင်ပါတယ်တဲ့ရုပ်တရက်ပြတ်သွားတာမျိုးဖြစ်စေချင်တယ်ပေါ့နော်ပြီးတော့ကိုသူမြင်ရတယ်လေဒီလားအဲ့လိုအခဲကိုရီနှစ်ယောက်ကပေါ့နော်ရုပ်တရက်ပြတ်သွားခဲ့မယ်ဆိုတော့ကိုကလေအဲ့လိုဒီ game ဆိုင်ပါဒီလားကွာ I don't care okay one go to camp အဲ့လိုကို handle လုပ်နိုင်လူတရားလို့သူမြင်နေပြီးတော့အဲ့ဒါလေးသူအရင်အံ့ဩရသေးလားအဲ့ပေါ့နော်ငါကြတော့ဒီ bracket တစ်ခုနဲ့ငါမှမစားနိုင်မတောင်းနိုင်မအိမ်နဲ့အဲ့လိုဖြစ်နေရပေါ့နော်သူကတော့ easy ပဲနော်သူကအရင် strong ဖြစ်တာပဲဆိုကိုကိုချိန်ပြီးတော့အားကြနေပါတယ်ဒါပေမဲ့အဲ့ဒါသူဝန်ခံခြင်းပေါ့နော်ပြ
ပြီးတော့လေကိုစီယာ dark energy ရကွာအဲ့လိုလေ dark femininity ပိုင်းရရှိရအောင်မျိုးကွာဒီလားအဲ့လို black cat အဲ့လို energy မျိုးပေါ့နော် main ကလေးဆိုလဲအဲ့လိုလေ soft type လေးတဲ့ strong type ကိုပုံမြင်ပါတယ်အဲ့တော့သူနဲ့လုံးဝဆက်ကျင်မဲ့ဖြစ်နေတဲ့အတွက်ကြောင့်သူကကိုယ်မရှင်းနိုင်ပါဘူးခုချိန်မှာကွာအตาကြီးပါပဲပြီးတော့လေကျမလေးတလားတွေ့ရရှင်တို့ရဲ့လေးရီစားရလေဟောဖူဒီနဲ့တူလေးကသူအာလူးကြော်လဲစားခြင်းနဲ့အာလူးကြော်အနီဘူးလေအာသူစားခြင်းပါတယ်အဲ့လိုတွေ့ပါရဲ့ရှင်ပြီးတော့လေလူဆက်တာတူစားခြင်းနဲ့အဲဒီချက်ကတော်တော်စားခြင်းတာပဲပြီးသွားရင်တဲ့အဲ့လိုလေ juice ဒီပိုင်းကသူတောက်ချင်တယ်ဒါမှကွာတော့အဲ့လိုတယောက်တည်းအဲ့လိုလှုပ်ရှင်တာမကိုနဲ့အတူတူသွားလှုပ်ချင်တာမသိဘူးအမို့တူတူသွားစားချင်တယ်ပြီးတော့သူရုပ်ရှင်ကြည့်ချင်နေပါတယ်ကိုနဲ့တူတူရုပ်ရှင်တူတူကြည့်ချင်နေပါတယ်တဲ့ဟာပါပဲရှင်ပိုင်ကျိုးလေးရဲ့အတွက်ကတော့ဒီလောက်ပါပဲအားလုံးမတက်တာနောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြမယ်နော်ဖိုက်တယ်လေးအားလုံးမင်္ဂလာပါဒီနေ့ကြည့်မယ့်ဗီဒီယိုလေးကတော့ကိုရဲ့ပေါ့နော် boyfriend ရဲ့ ex girlfriend ကကိုရီးယားကိုဘယ်လိုမြင်လဲဆိုတော့ဗီဒီယိုလေးဖြစ်ပါတယ်သူကလေတိလားကိုရီးယားကအပေးယူမျှရလို့မြင်တယ်မြင်ပြီးတော့ပေါ့နော်ကိုရီးယားကို powerful couple လို့လည်းမြင်တယ်ပေါ့နော်ပြီးတော့ကိုဒီနှစ်ယောက်ကလေဟီသူပြပြမလဲတယောက်က dominate ဖြစ်တယ်နောက်တစ်ယောက်က submissive ဖြစ်တယ်အဲ့လိုပြမယ်တယောက်ကကွာသူထိန်းချုပ်ကသဘောကျတယ်နောက်တစ်ယောက်ကထိန်းချုပ်ခံသဘောကျတယ်ပြီးတော့ကိုရီးနဲ့ကလေတယောက်ကိုတယောက်ပြပါသေးလားစိတ်ဝင်စားရတဲ့မျိုးဥမာကွာ public မှာကွာသေးလားကိုအာဝါပေးခြင်းပေးချရတယ်အဲ့လိုချားလူသူစိတ်ဝင်စားတော့ကွာ public မှာဖြစ်နေပြီမဲ့သူလက်ချင်းချိတ်ချကြတယ်ချိတ်လိုက်မယ်အဲ့လိုမျိုးကွာ I don't care we only care each other အဲ့ energy မျိုးမြင်ရတယ်ပြီးတော့လေကိုရဲ့ partner daddy type တီးလားသူကလေကိုကလေ treatment နေပေးရကြိုက်တယ်ကိုမို့ဖို့ပေးရတာကြိုက်တယ်ကိုအတွက်ပတ်စံတုံးရတယ်သဘောကျရပေါ့မျိုးကိုကလေကိုအတွက်အဲ့လိုမျိုးတော့ပတ်စံနေတုံးတဲ့ခါကြတယ်လေအော်ကျေးဇူးပဲနော်ကိုကျေးဇူးတင်ပါတယ်အဲ့လိုလေးပြောတတ်တယ်တော့အဲ့ဒါသဘောကျရတယ်ပေါ့နော်သူကလေကိုရေးစားက fire တို့ art sign နဲ့အမြင်တယ်air sign ဆိုရင်တော့လေကိုရေးစားနော် Aquarius ဒီပိုင်းကဖြစ်နိုင်တယ်ကိုရေးစားစီကဘယ်လို energy ရလဲဆိုတော့ Aquarius Leo Aries Capricorn အဲ့လို energy မျိုးရတယ်ပြီးတော့ Libra energy လေးရတယ်ကိုနဲ့ပတ်သက်တော့ playful ဖြစ်တယ်ပေါ့နော်ပြီးတော့လေဒီလားသူကဘယ်လိုလူမျိုးလဲဆိုတော့သူရဲ့ပတ်စံနေသူရဲ့ဟာကိုစီမှာပဲတောင်းမှာကွာဒီလားကျန်တဲ့လူသူမတောင်းချမ်းသူကြည့်လို့မဆိုင်ဘူးစိတ်ဝင်စားတချို့ကြတော့ရှိရကလို့သဘောကောင်းတယ်ကုညီတက်တယ်လူတိုင်းကိုကုညီပေးရဲအဲ့လိုထိုင်သူကြောင့်မဟုတ်ကွာသူလူတိုင်းကိုမကုညီကိုပဲကုညီမှာဘာလို့လဲကိုချက်လို့ပြီးတော့လေကိုရဲ့အဲ့လို submissive ဖြစ်တဲ့ပုံစံသူအရင်သဘောကျတယ်ဒီလားအဲ့လိုကွာတော့ဒိုးနေလုံနေရတာကိုသဘောကျတာကွာဒီလားပြီးတော့သူကလေကိုနဲ့ PDF ဆန်လုပ်ချင်ပါလေအဲ့လိုမြင်နေပေါ့နော် sorry ပါမြင်တဲ့အတိုင်းပြောရပါတော့အမလေးသူကအဲ့လို dominate လုပ်တဲ့အပိုင်းသဘောကျတယ်ပေါ့နော်အဲ့လိုအချိန်မှာလေကို costume လေးတော့ဝတ်စီချင်တယ်ဘိုင်းလာနေရတော့ experience လေးပြီးတော့လေအဲ့လိုမျိုးပြောတင်တာတော့မသိပါဘူးကွယ်အဲ့လိုမျိုးမြင်နေရတာပဲအဲ့လို costume တွေဝတ်တာသဘောကျတယ်ပြီးတော့လေဒီမျိုးကျိုးတည်ရမလားကျိုးသဘောကျတယ်ကျိုးတုတ်တာပိုင်းကမျက်လုံးကျိုးစီရတော့ဝိုင်းပြောချင်တော့သိလား you guys are really တကယ်ဒီတယောက်နဲ့တယောက်အရင် passion နေဖြစ်ကြရသေးလားသူကလေ sexually အရာကိုတော့ attractive ဖြစ်တယ်
အဲ့တခုတည်းတော့မဟုတ်အကုန်ရှိရပေါ့နော်အမှတော့တော်တော် attractive ဖြစ်တဲ့ထဲပါတယ်ပေါ့နော် emotional လည်းပါပါတယ်တဲ့တော်ပြီကွာဒီကြောင်းနေမကြည့်ပေးကြတော့တော့ဆိုရင်တော့ဒီတော့ဒီလား emotional လည်းပါပါတယ်တဲ့ကိုယ့်ရဲ့အဲ့လို submissive ဖြစ်တာတွေတော့တအားသဘောကျရပေါ့နော်ကိုက Libra တို့ Pisces တို့ဖြစ်နိုင်ပါတယ် Libra Pisces Virgo ပြီးတော့ Sagittarius က feminine အရင်ဖြစ်တဲ့မိန်းမသားဆန်နဲ့နူးညံ့နဲ့အဲ့ဒါသဘောကျတယ်နော်ပြီးတော့လေကိုယ့်ရဲ့ဖက်နှက်တွေကိုသဘောကျရတယ်လူကကိုနဲ့လိုက်တဲ့ဖက်နှက်လေးဝတ်တတ်တယ်ပေါ့နော်အထူးသဖြင့်တော့ main ကလေးဆန်တဲ့ဖက်နှက်လေးကဝတ်တယ်ဒါမှမဟုတ် heels တွေစီးရပေါ့နော်ဒီဖက်နှက်လေးနဲ့သူလိုက်တာဆိုသူသဘောကျရပေါ့နော်သူကလေဒီလားကိုရီစာနဲ့အလုံးရှုပ်တဲ့ထဲပါတယ်ဒီမှာတာဝန်တွေများအလုံးရှုပ်တဲ့ထားမှာကိုရအောင်ချိန်ပေးပါတယ်ဒီမှာကွာဒီလားမရှိရှိရဲ့အချိန်ကိုပြီးရအဲ့လိုပုံစံမျိုးအလုပ်တွေလို့ရှုပ်တယ်အလုပ်တွေလည်းအများကြီးလောက်တယ်အလုပ်လုပ်လိုက်ချိန်ပေးလိုက်လုပ်လိုက်ချိန်ပေးလိုက်ပေါ့နော်သူကလေဘာလို့စိုးရိမ်နေလဲဆိုတာလေသိရမလားငါအလုပ်တွေလုပ်ရင်းနဲ့သူနဲ့ပြောနေရစိတ်ညစ်လိုက်တာအဲ့လိုမရှိဘဲနဲ့ကွာဒီလားငါအချိန်ပေးရလောက်ရလားငါဒီမှာအလုပ်တွေကိုရှုံနေရန်ကောင်မလေးမှာပြစ်ထားလို့ဖြစ်ရလားတော့အဲ့လိုစိတ်ပဲပေါ့နော်ရန်ချစ်ပါတယ်ကိုနဲ့ပတ်သက်နေတော့တော်ရုံအဝေးကိုထွက်သွားမယ်ထဲမှာပါတော့ဒီလားတော်ရုံအဝေးကိုထွက်မသွားပါဘူးကိုလိုပဲချက်တွေအကုန်လုံးဖြည့်ဆည်းပေးခြင်းပါတယ်ပြီးတော့လေသူစက်နေအများကြီးရှာခြင်းလေဒီလားအများကြီးရှာပြီးကိုအတွက်ပေါ့နော်ကိုအတွက်သူပေးခြင်းလေကိုအတွက်လိုပိုင်ဆိုင်မှုတွေတော့အများကြီးပေးခြင်းလေကွာဒီလားသူရီစားလေးနဲ့တူတူရီစားလေးပါစားခြင်းလေရီစားလေးပါလို့ခြင်းအကုန်အန်းခြင်းလေကွာဒီလားအဲ့လိုအန်တာလေးချစ်လို့ပေါ့နော်အဲ့လိုသူလုပ်ပေးနိုင်ဖို့အတွက်လေလုပ်တွေအများကြီးကြိုးစားနေတယ်ဖြစ်နိုင် overseas တွေပိုင်းရအထိပါသူသွားခြင်းလေသွားပြီးတော့တဲ့ရှာရင်လေသူရီစားတော့လိုဝယ်ပေးခြင်းတယ်ပေါ့နော်အဲ့လိုရွှေပိုင်းရဝယ်ပေးခြင်းတယ်ပြီးတော့ရင်အဲ့လိုမျိုးလေး blind box လေးတည်တာ blind box ဒီဝယ်ပေးခြင်းလေတဲ့ဝယ်လိုက်တယ်ကို blind box တွေကြိုက်တာနေတူတယ်တည်လားအဲ့ဒါမှတော့ဝယ်ပေးခြင်းလေသူပြောတာဘယ်လိုကြားရလဲဆိုတော့ဒီလားကိုရဲ့တဲလေးအတွက်ကြိုးစားနေပါတယ်တဲ့မိုးတွေအများကြီးဝယ်ကျွေးဖို့တဲ့ကိုကြိုးစားနေပါတယ်တော့တမျိုးနော်သူရှာသမျှကိုအတွက်သုံးတာဒီလားသူ့အတွက်ဆိုသူတိတ်ပြီးမသုံးသူ့မှာကွာဒီလားပတ်စံတသိန်းရှိရဆိုရင်သူဥပမာအင်ကြီးတစ်ထည်ဝယ်မယ်ကွာတသိန်းဆိုဈေးများရနော်မွေးတော့ဦးနောက်မှဝင်မယ်ကိုအတွက်ကြာယူတဲ့ယူအဲ့လိုထိုင်နေအဲ့လိုမျိုးတော့ဖြစ်ရတယ်သူ့မှာမရှိရအကုန်ပေးမှတည်လားဘယ်လိုပြောပြရမလဲကိုရီးယားကွာအပြင်သွားရတယ်ကိုကအေးရနှစ်ယောက်လုံးအေးနေအချိန်ဆိုတာကိုပို့နွေးအောင်ဆိုသူအိမ်ချုပ်ပေးလိုက်တဲ့သူမျိုးပေါ့သူကဒီလားဘလောက်ပဲကျူးကန်ကွာဒီလားကိုစင်ပြင်းရပြီအဲ့လိုထိုင်ပြင်းတော့ရန်ကန်ကောင်းပါတယ်သူ X ကကိုရဘယ်လိုမြင်လဲကိုအစင်ပြင်းနေသူတည်လားကို X ကလေသူ့လက်မလွတ်ချင်ဘာလို့ဆိုတော့သူ့ရဲ့ပုံစံကလို့ generous ဖြစ်တဲ့ရရောတွေပေါ့နော်ဟို partner အတွက်ကို partner ကောင်းတယောက်ဖြစ်တယ်ဆိုတော့သူတည်အဲ့အတွက်ကြောင့်သူလက်မလွတ်ချင်ဘူးသူကလေသူတို့နှစ်ယောက်ရဲ့ဆက်လန်ကိုအစားပြန်စားခြင်းတယ်သူတို့ချက်တွေကိုသူအပိုင်ပြန်လို့ချင်တယ်ပြန်ယူဖို့အတွက်လည်းသူစဉ်းစားနေတည်လားသူပြန်အပိုင်ရငါကြိုးစားမယ်ငါကဘာရုံငါရအောင်ကြိုးစားမယ်ဆိုစိတ်မျိုးရှိပါတယ်သူကတော့လေဒီလားကို X ကိုရဲ့ boyfriend စီကိုပြန်ဝင်လာနိုင်တယ်တည်လားပြီးတော့လေအဲ့တယောက်ကလေတော်တော်ရင်းတဲ့ပုံပါတယ်ငါနေမချက်တယ်နေငါစီပြန်လာမှာငါနေမရှိမနေနဲ့အဲ့လိုပြောလို့ဝင်မလေးပါတည်လားဘာဖြစ်ပြန်လို့ကျွမ်းရလဲဟုတ်တယ်ကိုရီစားလေဘလို့ထက်မျိုးလဲဆိုတော့ပေါ့နော်သူ့ရဲ့ကောင်မလေးသူ့ရဲ့အမျိုးသမီးတို့မျက်နှာမငယ်အောင်ထားခြင်းနဲ့သူမျိုးဒီလား
သူမှမရှိရမှာကွာတိလားသူကဒါအင်ကြီးအစိုးဝေးမယ်ဒါပေမဲ့သူကောင်မလေးဆိုတော့ကောင်းမဝတ်ပါစေကောင်းမသုံးပါစေအဲ့လိုဆန္ဒမျိုးရှိတယ်ကွာသူအရင်တော့ကသူ X တုံးကလည်းအဲ့လိုပုံစံမျိုးလုပ်ပေးဘူးလေဒါသူ့ရဲ့ love language ပေါ့နော်သူ love language ကလိုအပ်တာဖြည့်ဆည်းပေးတယ်လက်ဆောင်တွေပေးတယ်လိုအပ်တဲ့အရာတွေမှာသူ့ရဲ့ finance ပေါ့နော်ဒီပတ်စံကိုကိုယ့်အတွက်ကိုသုံးပေးရင်အဲ့လို type မျိုးကွာတိလားသူ့ရဲ့ love language ပေါ့နော်အဲ့လိုပုံစံမျိုးကိုသူ့ရဲ့ X ကအရင်တော့ရခဲ့ဘူးလေဟိုသူနဲ့လည်းပြတ်သွားကွာတိလားသူရခဲ့မြအရာတွေအကုန်လုံးလက်လွတ်သွားပေါ့ဆုံးရှုံးသွားတယ်ကွာသူအရင်လို financial support တွေလည်းမရတော့အရင်လို surprise gift တွေလည်းမရတော့ဒီရမလားသူအဲ့အရာတွေပြန်လို့ချင်တယ်ပေါ့နော်ပြီးတော့ဒါမှသူလေဒီကနေ့တော့ကွာဒီလားသူတို့နဲ့ပြတ်တဲ့အကြောင်းအရာသူ့ကြောင့်လို့ပုံမြင်ပါတယ်အဲ့ X ကြောင့်ပေါ့နော်သူအမိုင်းလုပ်ပြီးဟိုကစိတ်ကုန်းသွားပုံမျိုးဆိုတော့သူပြန်လာချင်တယ်ဒါပေမဲ့သူနည်းနည်းမရဲဘူးဆိုတာလေလို့စိတ်မလုံးပေါ့ဒီမှာအပြက်လုပ်ထားတာသူဆိုတော့လေဒါပေမဲ့ပြန်လာမယ်လို့မြင်ပါတယ်သူကလေအရာပြန်လာချင်တယ်ကွာဒီလားအဲဆိုတော့သူ့လောက်ကောင်းတဲ့သူပေါ့ကိုကြီးစားလောက်ကောင်းတဲ့သူလည်းရှားခက်တယ်ဒီနော်ဒီရမလားအဓိကကိုကြီးစားစီပြန်လာချင်တာလေအဲ့လိုသူ့ကိုလုပ်ပေးမယ် treatment တွေကိုကြိုက်လို့ပါသေးလားကိုကြီးစားအရင်တော့သူ financially ရကူညီပေးဖို့နဲ့တူရယ် financially ရကူညီပေးရမဟုတ်လားမဟုတ်ဘူးပုံမှန်ပေးရလို့မျိုးရှိရကွာဆိုတော့အဲ့ဒါပြန်လို့ချင်တာအဓိကတော့ finance ကြောင့်ပေါ့နော်ပြီးတော့လေကိုကြီးစားလေးဒီလားဘယ်လိုလူမျိုးလဲဆိုတော့တော့ကွာဒီတယောက်ကိုထွက်အဲ့တယောက်ကိုပဲစိတ်ထဲမှာထားပြီးကျန်တဲ့လူကျူးမဆိုင်ဘူးအဲ့တယောက်ပဲတယောက်ဆိုတယောက်ကွာဒါပေမဲ့အဲ့တယောက်ပြီးသွားဆိုလေပြန်လှည့်မကြည့်တတ်တဲ့ type မျိုးပါတယ်ဒီလား Capricorn တော့ဘာညာဖြစ်နိုင်နေဒီလားကိုကြီးစားလေသူစိတ်ကကွာလို့သူချစ်တော်အကုန်ဖြည့်စည်းပြီးအကုန်လုပ်ပေးဒါပေမဲ့သူပြတ်သားဝါးဆိုလုံးဝကွာမရရောအဲ့လို type မျိုးပါတယ်ပေါ့နော်အဲ့ဒါကြောင့်သူကိုရီစားဟာလေအဲ့လိုဆူတောင်းတာရေရာချီရလုပ်နေဒီလားမပြန်လာပါစေဆိုပြီးတော့ပေါ့နော်မကိုရီစားတော့လူတရားဆိုတရားဖြစ်တဲ့အတွက်ကြောင့်အခုချိန်မှာကိုယ်ပဲမျက်နှာမထားပါဘူးချမ်းသူ့မှာစိတ်ဝင်စားပါဘူးဟုတ်ပါတယ်သူကကိုယ့်ကိုကျင်းနေတယ်ဒီလားဒါတော့ငါရဲ့အချစ်ဆုံးလေးပဲငါအချစ်ဆုံးသူပဲငါသူ့ရငါပိုင်ဆိုင်ရငါပြောရဲငါခုံယူတယ်ကိုယ်အရင်လဲ show off လုပ်ပါတယ်ပြီးတော့တော်လေးသူ့ရဲ့နေပဲတခုခုမှာအရေးပါအရာရောက်တဲ့သူဖြစ်နိုင်ပါတယ်ကိုကြီးစားတွေ့လာကိုကြီးစားလေးဖြစ်မှာပတ်စံနေအများကြီးရှာနေပြီးပတ်စံနေနဲ့စုနေကိုအတွက်အဓိကတော့ပေါ့နော်သူ experience လာကြဒီငွေကြီးကြောင့်ပေါ့နော်ငွေကြီးတို့တည်းရမှာအဲ့ဒါကြောင့်ပေါ့နော်ဖြစ်စေဥစ္စာကြီးဒါပေမဲ့သူတို့မျိုးဆက်ဆိုင်ရအစမပြေရဘူးဒီလားသူနဲ့ပတ်သက်ပြီးထားခဲ့မြတ် passion တွေကငိမ့်သွားပြီကွာ passion တွေငိမ့်သွားပြီသူကတစ်ဖက်သက်ဖြစ်နေတယ်ဒီလားသူရီစားဟောင်းတစ်ဖက်သက်သူစီပြန်လာခြင်းနေတာခုရီစားသူလုံးဝစိတ်ဝင်စားတော့ပါလုံးဝပြတ်သားသွားပါပြီအဲ့ဒါကိုလည်းသူသိတယ်ဒါပေမဲ့သူဇွတ်တိုးမဲ့သူမျိုးသိတယ်ဇွတ်တိုးမှာရအောင်တိုးမှာသူမိကုန်ရအောင်ကိုတိုးမှာကွာသိလားအချိန်တစ်ခုထိပြီးပြီးတော့ကိုရီစားသူစီပြန်လာမှသူကြိုးစားပါလိမ့်မယ်ကြာတော့ကြာမသိလားကြာမယ်ဆိုတာလေဥမာကွာအတင်းလိုက်ခဲ့မဲ့ပုံစံမျိုးပေါ့နောက်ဆုံးတော့သူလက်ခံသွားပါလိမ့်မယ်ကိုရီစားသူစီပြန်လာအောင်ဆိုတာလက်ခံပြီးတော့သူနောက်ချက်ကိုရှာလိုက်ပြီသိလားအဓိကသူပြန်လာဒီကိုရီစားထက်ပေါ့နော်ပတ်စံရှာနိုင်တယ်ကိုရီစားထက်ပတ်စံပူရှိရလို့သူချင်းတဲ့လူတယောက်စီသူသွားလိမ့်မယ်တကယ်တော့ကိုရီစားလည်းမရှိဘူးကိုရီစားလောက်လေ generous မဖြစ်ဘူးတော့နော်အဲ့လိုလေးပတ်စံရှိရအောင်ကွာဒီလေရီစားကိုလုပ်ပြအောင်မလို့လေလုပ်ပေးခြင်းလည်းရှိအောင်ပါဒီကျွန်တော်သူပြည့်မှန်းခြင်းနဲ့နှံတွက်ကမကြိုက်ပဲဖြစ်သွားပါလိမ့်မယ်နောက်ဆုံးမှာတော့သူကိုရီစားစီပြန်လာတော့ဘာလို့ဆိုတော့ကိုရီစားလေသူဘလောက်တူလုံးဝလက်မခံမဲ့လူစားမျိုးမှာပါပါတယ်လုံးဝသူပြန်လှည့်မကြည့်ပါဘူးကိုသူကလေဒီလားကိုရီစားကိုစာရီလာပို့နေတာလေကိုရီစားစာပြန်မဲ့ထဲမှာပါအောင်စာဖက်စင်မှာဖက်လို့အဲ့ဒါကြောင့်သူကဝမ်းနေပါတယ်ဘာလို့ဆိုတော့သူရဲ့ဘောနော်ဒီရမ်းမိုက်ပြီးတော့ဘောနော်
financial support ပေးနိုင်တဲ့လူကြီးတယောက်ကိုသူဆုံးရှုံးလိုက်ရပြီဆိုပြီးတော့ဝမ်းနေရပါတော့ဝမ်းနေတာတည်းမလားငါချစ်တဲ့လူကြောင့်ငါစီပြန်မလာလို့ဆိုတာအထက်ငါရဲ့ opportunity တခုကိုလွတ်သွားရဆိုပြီးတော့ဝမ်းနေပါတယ်ကိုကဘယ်လိုလဲကိုကြားတော့ကလေအေးရဲ့သူလိုမြင်နေတယ်နော်ဒီကမလေးအေးလိုက်တာပေါ့နော်အေးလေးပဲပြီးတော့ကိုစပင်လေးကလှရလို့သူမြင်တယ်ကိုကမျက်လုံးလေးလှရစပင်လှရပြီးတော့နူးညံ့တယ်နူးညံ့ပြင်မယ်လေးတည်လားအပြုလို့နူးညံ့နေချိုးသားတယ်ဆိုပေမဲ့စိတ်ဓာတ်ကတော့ strong ဖြစ်တဲ့ထဲပါပါတယ်ပြန်တိုက်ရဲတဲ့စိတ်ဓာတ်ရှိတယ်အဲ့ဒါသူသိရပေါ့နော်သူကလေကိုနဲ့လေးတည်လားကိုတော့ပြဿနာလာရှာနိုင်နေတည်လားညငါရီစားပါလို့လူသွားတယ်ဘာညာပေါ့ကိုနည်းနည်းပြဿနာလာရှာနိုင်ပါတယ်ဘာလို့လဲဆိုတော့သူရီစားဟောင်းသူဘယ်လိုလုပ်သူစီပြန်မလာတော့ကွာတည်လားအဲ့တော့သူကအဲ့ဒါနင်းချောင်းမှာဆိုလို့ကိုအလိုလုပ်ချင်တယ်ပေါ့နော်အဲ့ဒီကြတဲ့ပုံဝင်ချင်အတည်ဘယ်လိုမှန်လဲမားလဲဆိုတာကိုတော့ပြဿနာရှာချင်တယ်ထည့်ပါတယ်ဒီလားသူကလေကိုလာထင်ကိုရီစားဟောင်းတော့သူပြန်ပို့မှာနော်ဒီလားအဲ့လိုသူကနေပြီးတော့ကိုရီစားကိုပေါ့နော်ဒီလားဆိုင်လာပို့ရဲစကားလာပြောကိုစားဘာပြောမှာမဟုတ်ဒါမှကိုပြောရဲဆိုတာသိလို့ရတော့သိရမလားဖုန်းဆက်ပြီးပြောတာတော့အဲ့လိုမျိုးကလူကိုယ်တိုင်သားပြောတာအဲ့လိုမျိုးရှိတယ်နေငါကမှစီမလာနဲ့လာရဲလာကြည့်အပညာပေါ့သိမလားအဲ့လိုကိုစားအပြေကကာဝယ်ပေးပါလိမ့်မယ်သူအတင်းလာတဲ့အချိန်မှာပေါ့နော်အဲ့ချိန်တော့နောက်ဆုံးသူရှက်နေပေါ့နော်သူအရှုံးတွေကိုပိုက်ပြီးထွက်သွားပါလိမ့်မယ်ဟုတ်ပါတယ်ကိုတော့ကကြောက်စရာမလိုပါဘူးဒီလားကိုတော့ကကိုဗီဇာရှိပြီးသားကိုဗီဇာလည်းသူကအစစ်မှန်သူကအတူအောင်ဆိုရတည်ရယ်ကိုဗီဇာအရာရာကိုကွင်းကွင်းကပ်မြင်ပါတယ်သူလိုရုံသွင်းလို့လည်းမရပါဘူးသူကချစ်ပါတယ်ငါနဲ့အချစ်တွေပဲပြီးမှာပါဆိုလဲကိုဗီဇာလုံးဝလက်မခံတော့ပါဘူးကိုဗီဇာလည်းသူနဲ့ပတ်သက်တာဘာမှမရှိရပါသေးလားရှိရဘူးလေကိုဗီဇာလေသူနဲ့ပတ်သက်တာဘာမှမရှိတော့ကိုနဲ့ပဲဖြစ်ဖြစ်ရှင်နေချင်ပါရဲ့တဲ့ဒီလားပြီးတော့ခရီးတူတူထွက်ချင်တယ်ပြီးတော့သူပစုံစားချင်တယ်ပြီးတော့လိမ္မော်သီးစားချင်တယ်ပြီးတော့လေသူပင်မန်းနေတယ်ဒီလားလိမ္မော်လေးတစ်ခါကိုအေးလေးသူတောက်ချင်တယ်အဲ့လိုပြောပါရဲ့ Oh my god ပြီးတော့လေကိုလေ underwear အနီလေးဝတ်စီချင်ပါရဲ့တော့ဆိုရနော်ဒီပဲဒါတော့ part 3 later reading ဖြစ်ပါတယ်အားလုံးမြတ်တာ